ဂျိုရှူဝါဗန်ကချန်ပီယံအစ်စ်လားကံကောင်းတာလား UFC ရဲ့ဒုတိယမြောက်အသက်အငယ်ဆုံးချန်ပီယံဖြစ်လာတဲ့မြန်မာပြည်ဖွားဂျိုရှူဝါဗန်ကိုကမ္ဘာတဝန်းကပရိသတ်တွေကြားမှာတော့သူဟာချန်ပီယံအတူလားဆိုတဲ့အငင်းပွားမှုတွေအကြီးအကျယ်ဖြစ်နေပါတယ်။အဓိကကတော့ပန်တိုဂျာရဲ့ပရိသတ်တွေပါပန်တိုဂျာဒဏ်ရာရသွားလို့သာဂျိုရှူဝါဗန်ကံကောင်းပြီးနိုင်သွားတာလို့သူတို့ကယူဆနေကြပါတယ်။ပန်တိုဂျာပြန်မလာခင်အထိပဲမင်းဒီခါပတ်နဲ့ပျော်နေလိုက်ဆိုပြီးတော့တောင်ဆိုရှယ်မီဒီယာမှာပြင်းပြင်းထန်ထန်ဝေဖန်နေကြတာပါ။ဒါပေမဲ့တကယ်ပဲကံကောင်းလို့လားဂျိုရှူဝါဗန်ရဲ့မှတ်တမ်းကိုကြည့်လိုက်ပါအသက်24နှစ်ပဲရှိသေးပေမဲ့ပရိုပွဲပေါင်း18ပွဲမှာ16ပွဲအထိနိုင်ထားပါတယ်အဲ့ဒီထဲမှာ10ပွဲကပြိုင်ဘက်ကိုအလဲထိုးနဲ့အပြတ်တက်နိုင်ခဲ့တာပါသူဟာ2025ခုနှစ်တစ်နှစ်တည်းမှာတင်အဆင့်သတ်မှတ်ချက်မရှိရာကနေချန်ပီယံအထိကိုယ်တိုင်တိုက်ခိုက်ပြီးတက်လှမ်းလာခဲ့တာဖြစ်ပါတယ်အရင်ကလည်းချန်ပီယံအယ်ဂျာမိန်စတာလင်ဟာအခုလိုမျိုးဝေဖန်ခံခဲ့ရဖူးပါတယ်ဒါပေမဲ့သူဟာနောက်ပိုင်းပွဲတွေမှာထိပ်တန်းဖိုက်တာတွေကိုတယောက်ပြီးတယောက်နိုင်ပြပြီးဝေဖန်သူတွေကိုပါဆက်ပိတ်အောင်လုပ်ပြနိုင်ခဲ့ပါတယ်။အခုလဲဂျိုရှူဝါဗန်ဟာပန်တိုဂျာနဲ့မကြေပွဲမှာသူဟာချန်ပီယံစစ်ဖြစ်ကြောင်းသက်သေပြဖို့အဆင်သင့်ဖြစ်နေပါပြီ။ပရိသတ်ကြီးတို့ရောဂျိုရှူဝါဗန်ဟာထိုက်တန်တဲ့ချန်ပီယံတယောက်လို့ထင်ပါသလား။ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး။